ဖြစ်ပါတယ်ပထမပြီးဆုံးဖို့ဒီကက်လာတဲ့နေသားတစ်ခုမှာရလာတဲ့ခွင့်ရတရက်ကိုဒီမှာအသင်အကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာမမောင်လွင်မဲ့တာမှားပြီးတာအေးရတော့ကြားတယ်ခေါင်းတိုင်းပြန်ချပြီးတဲ့ဒီခေါ်ပြီးနော်တကယ်ကိုခက်ခဲပြီးတော့ရှုပ်ချက်ခဲ့နေတဲ့နေသားတစ်ခုပါပဲဒီမှာအသင်ဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုပိုင်းခေါင်းချက်အနေနဲ့စိတ်စောရရကူးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှကူးသွားတာလားဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာသွားခဲ့ပြီဖြစ်ပါတယ်ကျုံတန်အနည်းပြကွက်တွေမှာတော့မမောင်လွင်ရဲ့ပြေးဖို့မှုကနေတရားထအောင်ရဲ့အကောင့်တိုက်ပြေးဖို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဘိုးတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေတာတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့ဆုံးသက်ခဲ့ပေမဲ့လည်းတန်ပိုင်ဆုံးမသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနေငယ်မေးခွန်းထုတ်ဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်ထိလိုက်တဲ့ကစားသမားကတော့တန်းပိုင်လို့ပဲတတ်မှတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအဓိကကြတဲ့အနေထားမှာလည်းရှိနေခဲ့တာပဲဖြစ်ပါတယ်တရားထအောင်နာကျော်နံပါတ်1ပြန်ပြီးတော့ချပြီးလိုက်မယ်မောင်လွင်ဘယ်ချမ်းမှာပဲချောင်ပြောက်ကြိုးစားတယ်ဝင်မိုးအောင်လေပြန်တွဲလာတယ်ဒီထဲမှာလူချွေဟင်းဖြိုးလက်ကန်ဒီထိတ်ကနေဟင်းဖြိုးရဲ့ကန့်ချက်ကောင်းဝင်ခဲ့ပြီပဲဂိုးပေါ်ပါရီဦးဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့ဒီမှာအသင်းရဲ့တိုက်စစ်ကပဲစိုးအောင်မှာဖြစ်ပါရီအသင်းကောင်းဆောင်မမောင်လွင်ချိန်မှာလဲဘယ်လောက်ထိထက်ပြီးတော့လှုပ်ပြသွားအောင်လဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မမောင်လွင်ပဲလက်ကန်ပြီးဒီချိန်မှာတော့အသင်းဘော်တွေကိုမပန်ပိုးပေးတော့ပဲသူကိုယ်တိုင်အဆုံးသတ်ခဲ့တာဗျာမဟာရက်နဗျောမြောက်ပေးတာတွေမော်ဦးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်ဗျာရထအောင်စတန်တင်မဲ့လက်ကန်နာပြီဒီလာပါရဲ့ကန်ချက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ပဲရှေ့ရာဟစ်နာဗီဖြစ်ပါတယ်ရှိလာတဲ့ဘောလုံးကိုရေပန်းနဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပက်ပြီးတော့ကန်သွင်းဖို့အတွက်နာဗီကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ချက်ကတော့ကောင်းမွန်ခဲ့တယ်ဆိုပေမဲ့တော့ပြည်တော်မောကန်ခွေတတ်မှတ်ဖိထားခဲ့တာဖြစ်ပါတယ်ပထမပြီးဆုံးဖို့ဒီကက်လာတဲ့နေသားတစ်ခုမှာရလာတဲ့ခွေတရက်ကိုဒီမှာအသင်အကောင်းဆုံးသုံးချသွားနိုင်တာစောင့်ကြည့်ရမယ်ဗျာမမောင်လွင်မဲ့တာမှားပြီးတာအေးရတော့ကြားတယ်ခေါင်းတိုင်းပြန်ချပြီးတဲ့ဒီခေါ်ပြီးနော်တကယ်ကိုခက်ခဲပြီးတော့ရှုပ်ချက်ခဲ့နေတဲ့နေသားတစ်ခုပါပဲဒီမှာအသင်ဦးဆောင်ကိုရရှိအောင်တော့စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုပိုင်းခေါင်းချက်အနေနဲ့စိတ်စောရရကူးနေခဲ့တာလားအမို့ပိတ်သွင်းလိုက်မှကူးသွားတာလားဆိုတော့ကျွန်တော်တို့ပြုတ်တဲ့အနည်းပြကွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေကြတာပဲဖြစ်ပါတယ်ဟုတ်ပါတယ်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်မြန်မာသွားခဲ့ပြီဖြစ်ပါတယ်ကျုံတန်အနည်းပြကွက်တွေမှာတော့မမောင်လွင်ရဲ့ပြေးဖို့မှုကနေတရားထအောင်ရဲ့အကောင့်တိုက်ပြေးဖို့မှုကနေစိုးမိုးကျော်ရဲ့ပိတ်သွင်းမှုဘိုးတိုင်းထိပြီးတော့ပြန်ထွက်လာတဲ့နေတာတစ်ခုမှာတန်ပိုင်ထပ်ပြီးတော့ဆုံးသက်ခဲ့ပေမဲ့လည်းတန်ပိုင်ဆုံးမသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနေငယ်မေးခွန်းထုတ်ဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်ထိလိုက်တဲ့ကစားသမားကတော့တန်းပိုင်လို့ပဲတတ်မှတ်မှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအဓိကကြတဲ့အနေထားမှာလည်းရှိနေခဲ့တာပဲဖြစ်ပါတယ်တရားထအောင်နာကျော်နံပါတ်1ပြန်ပြီးတော့ချပြီးလိုက်မယ်မောင်လွင်ဘယ်ချမ်းမှာပဲချောင်ပြောက်ကြိုးစားတယ်ဝင်မိုးအောင်လေပြန်တွဲလာတယ်ဒီထဲမှာလူချွေဟင်းဖြိုးလက်ကန်ဒီထိတ်ကနေဟင်းဖြိုးရဲ့ကန့်ချက်ကောင်းဝင်ခဲ့ပြီပဲဂိုးပေါ်ပါရီဦးဆောင်ကိုရရှိပြီးနောက်ပိုင်းမှာတော့ဒီမှာအသင်းရဲ့တိုက်စစ်ကပဲစိုးအောင်မှာဖြစ်ပါရီအသင်းကောင်းဆောင်မမောင်လွင်ချိန်မှာလဲဘယ်လောက်ထိထက်ပြီးတော့လှုပ်ပြသွားအောင်လဲကျွန်တော်တို့ထပ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မမောင်လွင်ပဲလက်ကန်ပြီးဒီချိန်မှာတော့အသင်းဘော်တွေကိုမပန်ပိုးပေးတော့ပဲသူကိုယ်တိုင်အဆုံးသတ်ခဲ့တာဗျာမဟာရက်နဗျောမြောက်ပေးတာတွေမော်ဦးကောင်းတိုက်ပြီးတော့ရှင်းထုတ်ထားတယ်ဗျာရထအောင်စတန်တင်မဲ့လက်ကန်နာပြီ
လေကိုလာပါတယ်ကန်ချက်တစ်ခုကိုတော့တို့တွေမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်ကျွန်တော်ပဲရှေ့ Rahid Nabi ဖြစ်ပါတယ်ရှိလာတဲ့ဘောလုံးကိုရမန်နဲ့တစ်ချက်ထိပြီးတော့ကိုနောက်ပြန်အနေထားနေပြီးတော့ပက်ပြီးတော့ကန်သွင်းဖို့အတွက်နာဘီကြိုးစားခဲ့တာပဲဖြစ်ပါတယ်ကန်ချက်ကတော့ကောင်းမွန်ခဲ့တယ်ဆိုပေမဲ့ တော့ပြစ်တယ်မောကန်ခွေတတ်မှတ်ဖိထားခဲ့တာဖြစ်ပါတယ်ပထမပြီး